တို့မြတ်စွာဘုရားလက်ထက်ကဖြစ်ပျက်လေးတစ်ခုကိုအကြောင်းကိုပြောပြမယ်ပြောချင်တာကခုတ်ဆုပ်တရာဒါယကမာကြီးအကြောင်းကိုပြောချင်တာပါလူတိုင်းကြားဖို့ပါတဲ့ခုတ်ဆုပ်တရာတဲ့ဟိုဦးဇင်းတို့ခုတ်ဆုပ်တရာကိုမင်းကွန်းစတော်ဘုရားကြီးကဘလို့ဂုံတင်လဲဆိုတော့အမျိုးသမီးတို့ရဲ့ဂုံယူရမယ်ဒကမာကြီးတဲ့သိလားဟိုဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့တုတ်တန်တွေကိုစုပြီးတော့မင်းကွန်းစတော်ကြီးဟောထားတဲ့သာသနာချိန်ဝင်ကြီးလေးလက်ဆိုတဲ့တရားရှိတယ်ဗျတို့တကကြီးတွေကြိုးစားပြီးတော့နာယူကြည့်သိကောင်းတယ်စာအုပ်တွေအများကြီးထုတ်ထားတာလည်းရှိတယ်ညပေါင်းများစွာဟောထားတာသာသနာချိန်ဝင်ကြီးလေးလက်တဲ့အဓိပ္ပာယ်ကယဟန်တော်တွေဟာတကယ်လို့များငါဘယ်လိုယဟန်မျိုးဖြစ်ချင်တယ်လဲလို့တောင်းတခဲ့မယ်ဆန္ဒပြုခဲ့မယ်ဆိုရင်ရှင်သာရိပုတ္တရာလိုမျိုးရှင်မမောက္ကလန်လိုမျိုးဖြစ်ချင်တယ်လို့တောင်းတရမယ်တဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်သည်ယဟန်တို့ရဲ့စံပြပုဂ္ဂိုလ်ချိန်ဝင်ကြီးများပေါ့တုလာချိန်ဝင်သဖွယ်ဟုတ်လားယဟန်မိမတွေဟာငါဘယ်လိုယဟန်မိမမျိုးဖြစ်ချင်တယ်လဲလို့ဆန္ဒပြုမယ်တောင်းတမယ်ဆိုရင်ခေမာထီရီတို့လိုဥပ္ပလုံထီရီတို့လိုဖြစ်ချင်တယ်လို့တောင်းတရမယ်တဲ့ဟုတ်လားနောက်တကားကြီးတွေကဥပဒကတကားကြီးတွေကငါဘယ်လိုတကားမျိုးဖြစ်ချင်တယ်လဲလို့တကယ်လို့မြန်တောင်းတခဲ့မယ်ဆန္ဒပြုခဲ့မယ်ဆိုရင်စိတ်တကြွယ်တို့လိုဟဋ္ဌာလာဝကတို့လိုဖြစ်ချင်တယ်လို့ဆန္ဒပြုရမယ်တဲ့တွဲလာတာနော်နောက်ဒကမာကြီးတွေကတကယ်လို့မြန်ငါဘယ်လိုဒကမတယောက်ဖြစ်ချင်တယ်လဲလို့ဆန္ဒပြုခဲ့မယ်ဆိုရင်တော့ခုတ်ဆုပ်တရာတို့လိုနန္ဒမာတာတို့လိုဖြစ်ချင်တယ်လို့ဆန္ဒပြုရမယ်တဲ့အခုပြောချင်တာကခုတ်ဆုပ်တရာအကြောင်းကိုပြောချင်တာခုတ်ဆုပ်တရာကပညာအင်မတန်ကြီးတယ်နန္ဒမာတာကတမာတိအင်မတန်ကြီးတယ်ပေါ့ဟုတ်လားခုတ်ဆုပ်တရာတဲ့ခုတ်ဆုပ်တရာဆိုတာကသူ့ရဲ့နာမည်ကဥတ္တရာပါတကယ်တမ်းကတော့ဟုတ်လားဒါပေမဲ့ခါအနှဲငယ်ကုန်းတယ်လို့ရှေ့ကခုတ်စာဆိုတဲ့စကားလေးထည့်တာလားခုတ်စာဥတ္တရာခုတ်ဆုပ်တရာဟုတ်လားအဲ့ဒါသူကဥဒ္ဒေနမင်းရဲ့မိဖုရားဖြစ်တဲ့တာမာဝတီမိဖုရားရဲ့အထင်းတော်ခုတ်ဆုပ်တရာကအဲ့ဒါဥဒ္ဒေနမင်းကသူ့ရဲ့မိဖုရားဖြစ်တဲ့တာမာဝတီကိုမျက်နှိုးလို့တရက်ကိုပန်းပိုးရှစ်ချက်ပေးတယ်ဒီအကြောင်းကိုပေးတတ်တော့တော်တော်များများသိပြီးသားဒါပေမဲ့လိပ်ပတ်လိုက်အောင်နည်းနည်းတော့ပြောမယ်နော်အဲ့ဒီမှာခုတ်ဆုပ်တရာကအဲ့ဒီရှစ်ချက်ဖို့ဝဲပြီးတော့ပန်းဆက်ရတဲ့အလုပ်ကိုလုပ်ရတယ်ဒါပေမဲ့ခုတ်ဆုပ်တရာကဘာလုပ်လဲဆိုတော့ပထမဦးဆုံးရှစ်ချက်ချီးမြှင့်ပြီးတော့ပန်းဝယ်ဆက်တရမယ်နေ့ကစပြီးတော့ရှစ်ချက်ဖို့မဝယ်ဘူးလေးချက်ဖို့ပဲဝယ်တယ်ကျန်တဲ့လေးချက်ကသူ့အိတ်ထဲကိုမသိအောင်ထည့်ထားတယ်ဒါပဲနော်ပထမရက်ကစချတာနော်ပထမရက်က